အမျိုးသားနှစ်ဦးကငွေစက္ကူများကိုလက်ဖက်ရည်ခွက်များထဲသို့ပစ်ထည့်ကာရေစိမ်ပြီးမှပျော်ရွှင်စွာပြန်ယူကြတယ်ထို့နောက်ငွေစက္ကူများကိုဖြန့်ကာအသစ်ဆက်များကိုအဟောင်းများအဖြစ်ပြောင်းလဲလိုက်ကြတယ်ငွေစက္ကူအားလုံးကိုလက်ဖက်ရည်ထဲသို့ပစ်ထည့်ကာအဝတ်ကြိုးပေါ်တွင်ချိတ်ဆွဲကာသပင်60ဖြင့်တစ်ခုချင်းစီအချောက်ခံလိုက်ကြတယ်သူတို့ရဲ့ငွေစက္ကူများကအတုအသစ်တွေတော့ဖြစ်တာမို့အဟောင်းများကအသစ်များထက်အာရုံစိုက်မှုနည်းပါသည်သူတို့လုပ်တဲ့အတုငွေစက္ကူများရဲ့အရေးသွေးကိုစမ်းသပ်ဖို့နှစ်ယောက်သားဆိုင်တစ်ဆိုင်သို့တွားခဲ့ကြတယ်ဖီနော့စ်ကအတုငွေစက္ကူများကိုပေးအပ်ခဲ့ပါမယ်ဆိုင်ရှင်ကငွေကိုယူလိုက်တာရက်လိုက်တယ်ဖီနော့ထိတ်လန့်သွားခဲ့တယ်တခုခုမှားယွင်းနေတာကိုမြင်တဲ့ဆွန်နီကအပြေးလွှားသွားပြီးဆိုင်ရှင်ရဲ့လက်မှဖာနော့စ်ကိုဆွဲယူလိုက်တယ်ကံကောင်းထောက်မစွာနဲ့လူအုပ်ကြားမှညီကိုနှစ်ဦးကအန်နီယယ်မှလွတ်မြောက်ခဲ့ကြတယ်ငွေစက္ကူရိုက်နှိပ်ခြင်းကလွယ်ကူတယ်လို့သူတို့ထင်ခဲ့ကြပါမယ်သူတို့၏အတုငွေစက္ကူတော့ကိုအလွယ်တကူခွဲခြားနိုင်ကြတယ်ဆွန်နီကအတုငွေစက္ကူတွေကိုကြည့်ပြီးစဉ်းစားတယ်အဲ့ဒါတွေကအစကတည်းကမှားယွင်းနေခဲ့တာအိန္ဒိယငွေစက္ကူတွေကအထူးကွမ်းပြောစက္ကူအမျိုးအစားကိုအသုံးပြုထားတယ်ဒီစက္ကူအမျိုးအစားကတာမန်တစ်သားပြောဖက်စက္ကူနဲ့အတော်လေးကွာခြားပြီးတော့ထူးခြားကြည်လင်တဲ့အယောင်လည်းရှိတယ်နောက်ပြီးငွေစက္ကူပေါ်ကအယောင်ပြောင်းလဲတဲ့မင်းကမတူညီတဲ့ထောင်တွေမှာအယောင်ပြောင်းသွားတယ်နောက်ဆုံးအနေနဲ့ငွေစက္ကူတွေမှာရိုက်နှိပ်ထားတဲ့လုံခြုံရေးအဆင့်တွေလည်းရှိတယ်အရေးသွေးမြင့်ငွေစက္ကူအတုတွေထုတ်လုပ်ဖို့ကပြဿနာတော်များများကိုဖြေရှင်းဖို့လိုတယ်အရေးသွေးမြင့်ငွေစက္ကူအတုတွေဖန်တီးဖို့ငွေစက္ကူပေါ်ကမှင်ကိုလက်နဲ့ရေးဆွဲရမယ်အဆင့်မြင့်ဆုံးကိရိယာတွေတောင်မှစက္ကူပေါ်ကမိုက်ခရိုစာသားကိုသိရှိနိုင်ပြီးမာရဲ့ပုံစံကိုရရှိစေပါတယ်ဒါကြောင့်ငွေစက္ကူရဲ့ကနဦးမူချမ်းကိုလက်နဲ့ရေးဆွဲပြီးအရွယ်စားလျှော့ချကာထွင်းထူးရပါမယ်နောက်ဆုံးမှာတော့ဒါရီပရာပြုလုပ်မှုတွေပြုလုပ်ရတယ်ဒါကငွေစက္ကူပုံနှိပ်ဖို့ပုံစံကိုပြည့်စုံစေတယ်ဒါပေမဲ့ပြောဖက်စက္ကူကိုအိန္ဒိယအစိုးရကတင်းကျပ်စွာထိန်းချုပ်ထားလို့သူတို့မှဝယ်ယူဖို့အခွင့်အရေးမရှိခဲ့ပါဘူးသူတို့ကခန်းစားချက်တူတဲ့ပြချက်ချက်စက္ကူကိုပဲရှာဖွေနိုင်ခဲ့တယ်ရက်တော်ကြာရှာဖွေပြီးနောက်စနေဟာကြော်ညာလက်ကမ်းစာဆောင်တစ်ခုမှမျောလင်းချက်တချို့ကိုနောက်ဆုံးမှရှာတွေ့ခဲ့ပါတယ်စက္ကူစာရွက်နှစ်ရွက်ကိုပေါင်းဆက်ခြင်းအပြင်ခန်းစားချက်ကအလွန်စင်တူယုံတာမကအထူးကလည်းအလွန်စင်တူတယ်ဆိုတာကိုသူတို့တွေ့ရှိခဲ့ပါတယ်စက္ကူကိုဖြူအောင်လုပ်ခြင်းနှစ်ဖက်စလုံးကိုတိကျစီပုံနှိပ်ခြင်းလုံခြုံရေးကြိုးတက်ရန်ရှေ့ဘက်တွင်အပေါက်များဖောက်ခြင်းနဲ့နောက်ဆုံးမှသူတို့ကိုကော်နဲ့ကတ်ခြင်းဖြင့်ပြည့်စုံသောဆန်ဒဝစ်ဖွဲ့စည်းပုံရှိတဲ့ငွေစက္ကူတစ်ရွက်ဖြစ်ပေါ်လာခဲ့တယ်စက္ကူပြဿနာကိုဖြေရှင်းပြီးတော့ဒုတိယပြဿနာကဖြေရှင်းဖို့လိုအပ်တဲ့စက္ကူပေါ်မှာရှိတဲ့အယောင်ပြောင်းလဲတဲ့မင်းအဲ့အချိန်မှာဖီနော့စ်ကဖြေရှင်းချက်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့တယ်သူကစီးပွားဖြစ်ရရှိနိုင်တဲ့တတုဆေးနဲ့မင်းကိုရောဆက်ခဲ့တယ်ရလဒ်အနေနဲ့အယောင်ပြောင်းလဲတဲ့အကျိုးသက်ရောက်မှုကအလွန်လက်တွေ့ကြတာကြောင့်အစစ်အမှန်နဲ့ခွဲခြားလို့မရဘူးစက္ကူပေါ်မှာအပြာရောင်ဆေးအလွှာတလွှာတုပ်လိမ့်ပြီးစက္ကူကိုကြည်လင်ပြတ်သားအောင်လုပ်တယ်နောက်ဆုံးအပိသက်ထိတွေ့မှုလိုအပ်ခဲ့တယ်ငွေစက္ကူအတုရဲ့အရေးသွေးကိုစမ်းသပ်ဖို့လမ်းဘေးဆိုင်ကိုပြန်သွားကြတယ်အခုတစ်ချိန်တည်းသူတို့ကပုံမထက်မြက်လာကြတယ်နောက်တစ်ချိန်မဖမ်းမိစေဖို့ထွက်ပြေးရန်လက်တွဲထားကြတယ်ဆိုနီကငွေပေးတဲ့အခါသူတို့ရဲ့နှလုံးသားတွေကလဲချောင်းထဲမှာနစ်မြုပ်နေပြီးနောက်ထပ်ရှုံးနေမှုကိုစိုးရိမ်နေကြတယ်မမျှော်လင့်ပဲသူတို့ကဆိုတာပလင်းတစ်လုံးနဲ့အကျွေးစစ်အချို့ကိုလက်ထဲမှာတွေ့ရှိခဲ့ရတယ်ဆိုတာနဲ့ငွေတော်ကိုစိုက်ကြည့်ရင်သူတို့အလွန်အံ့အားသင့်သွားကြတယ်သူကဂိုင်းကောင်းဆောင်ထံကနေဒေါ်လာ900တန်ငွေစက္ကူ2ရွက်ကိုချီးယူခဲ့တယ်သူကငွေစက္ကူ3ရွက်လုံးကိုစပွဲပေါ်တင်ပြီးရောနှောထားတဲ့ငွေစက္ကူအတုကိုရှာပေးဖို့ဂိုင်းကောင်းဆောင်ကိုတောင်းဆိုလိုက်တယ်ဒါပေမဲ့သူဘလောက်ပဲရှာရောနှောထားတဲ့ငွေစက္ကူအတုကိုရှာမတွေ့ဘူးသူတို့ရဲ့ငွေစက္ကူအတုတွေကအရန်ပြီးပြည့်စုံလုံးနာမှုဆိုနေတောင်သူလုပ်ထားတဲ့ငွေစက္ကူအတုကိုရှာမတွေ့ဘူးဖီနော့စ်ကသူတို့ရဲ့ငွေစက္ကူအတုကိုဝယ်ဖို့အနည်းဆုံးဈေးနှုန်းကယူပြီးတရားသူများဖြစ်တယ်လို့ပြောခဲ့တယ်ဒါပေမဲ့ဂိုင်းကောင်းဆောင်ရဲ့စကားတွေကသူတို့နှစ်ယောက်ကိုလုံးဝဇဝေးဇဝဖြစ်စေခဲ့တယ်အစပိုင်းမှာတော့ဈေးစစ်ဖို့စီစဉ်ထားပေမဲ့ငွေတုတွေပထမဆုံးအကြိမ်ရောင်းဖို့စူးစမ်းတဲ့အခါဒီလောက်များမှာယူရမယ်လို့မမျှော်လင့်ထားခဲ့ဘူးအဲ့ဒါကြောင့်ဆိုနီကရောင်းဖို့တွတ်ဆုံမနေခဲ့ဘူးနှစ်ယောက်သားငွေတူရှာတဲ့သူတို့ရဲ့လှုပ်ဝက်ချက်ကိုဖော်ထုတ်နိုင်ခဲ့တဲ့ဆိုနီကငွေကိုလိုချင်ုံတက်မဟုတ်ပဲသူ့အဖိုးရဲ့ဒေဝါလီခံလုပ်ငန်းကိုကဲတင်ဖို့ပဲလုပ်နေတာဖြစ်မှန်သိလိုက်ရတဲ့ဆိုနီဘလို့ပဲရှင်းပြပါစေသူတို့ရာဇဝတ်မှုကျူးလွန်ခဲ့တယ်ဆိုတာကိုတော့ဖုံးကွယ်ထားလို့မရဘူးသူ့ဦးလေးကအခြေအနေတွေအရန်ဆိုးမသွားခင်ဆိုနီကိုရက်တံဖို့အတက်နိုင်ဆုံးဖြောင်းဖြခဲ့တယ်သူ့ဦးလေးကိုဖြောင်းဖြလို့မရဘူးဆိုတာသိလိုက်ရတော့ဆိုနီကသူ့အိတ်ကထဲကငွေစက္ကူတစ်ရွက်ကိုယူလာယုံကလွဲလို့တခြားနည်းလမ်းမရှိဘူးသူ့ဦးလေးကစပွဲပေါ်ကငွေစက္ကူကိုကောက်ယူပြီးတေချာစစ်ဆေးလိုက်တယ်သူ့လက်ထဲကငွေကအတုဆိုတာသူမယုံနိုင်ဘူးသူ့ဦးလေးရဲ့စိုးရိမ်ပူပန်မှုတွေကိုပိုပြီးတက်တာစေဖို့ဆိုနီကသူ့ကိုစားတောက်ဆိုင်တစ်ဆိုင်ကိုခေါ်သွားပြီးငွေစက္ကူအတုကိုအသုံးပြုပြီးပေးချေခဲ့တယ်ဒီလောက်ရက်ကသူ့ဦးလေးကိုအချိန်မရွေးမြေပြင်ပေါ်လဲကျမှာကိုစိုးရိမ်ပြီးချွေးတွေအရန်ထွက်စေခဲ့တယ်စပွဲထိုးကပတ်စံပြန်အမ်းတဲ့အခါမှသာသူစိတ်အေးလက်အေးဖြစ်သွားခဲ့တယ်ကျွန်တော်တို့စလုံးကြီးတစ်လုံးလိုအပ်တယ်ငရုတ်သီးစိမ့်တွေနဲ့အလွန်တိကျတဲ့လက်တုပ်ပူဝါတွေလိုအပ်ပါတယ်အနည်းဆုံးစက္ကူတုပ်ပူဝါ50 gramအိုးတစ်တလုံးနဲ့ဂျမတစ်ခုလိုအပ်ပါတယ်။အိုးကိုမှွေပေးဖို့ဂျမတစ်ခုလိုအပ်တယ်။ဦးလေးရဲ့ professional အကြံဉာဏ်နဲ့သူတို့အရာအလုံးကိုမြန်မြန်ဆန်ဆန်ပြင်ဆင်ခဲ့ကြပေမဲ့အရေးကြီးဆုံးကုန်ကျန်းပစ္စည်းဖြစ်တဲ့ငွေစက္ကူအတူရိုက်နေဖို့အတွက်စက္ကူလိုအပ်နေပါသေးတယ်။ဒါပေမဲ့အိန္ဒိယအစိုးရရဲ့တင်းကျပ်တဲ့ထိန်းချုပ်မှုအောက်မှာဒီလိုစက္ကူမျိုးကိုဝယ်ယူဖို့မဖြစ်နိုင်ပါဘူး။ဒါတွေကိုဘယ်လိုခေါ်လဲ။ဘာလို့ကျွန်တော်ကိုမပြောပြတာလဲ။ဒီပစ္စည်းတွေကိုဝယ်တာကလှေဝယ်တာထက်ပိုခက်တယ်။တရားဝင်လမ်းကြောင်းတွေကနေဝယ်လို့မရတဲ့အတွက်ဖြက်လန်းတစ်ခုလိုက်သွားခဲ့ကြတယ်။သူတို့ကစက္ကူစက်ရုံကိုတပြတိုက်ခဲ့ကြတယ်။ဒါပေမဲ့သူတို့မှာအချိန်သိမ့်မရှိဘူးနောက်တနေ့မိုးမလင်းခင်ဖောက်သေးဘူးဒေါ်လာ30ပို့ပေးရမှာမို့သတင်းစာရုံးကိုအမြန်ပြန်သွားပြီးသတင်းစာကိုအမြန်ရိုက်နှိပ်ခဲ့ရတယ်နောက်ဆုံးတော့ပို့ဆောင်မှုမတိုင်ခင်အော်ဒါကိုအပြီးတက်ခဲ့ကြတယ်ကျွန်တော်တို့ဘယ်မှမထွက်သွားပါဘူးသူရီစားရဲ့မိဘတွေကတောင်ဆိုနီရှိနေတာကိုမသိခဲ့ကြဘူးသူရီစားကရုပ်ဝတ္ထုပစ္စည်းတွေကိုပဲမှတ်မောပြီးဆိုနီကဝန်ခံဖို့ညှင်းဆန်ခဲ့တယ်ဆိုတာနားလည်ခဲ့ကြတယ်
ဒါပေမဲ့အခုတော့သူရေးစားရဲ့စကားတွေကစောင်းရသည်မှာခေါင်းမိုးအောက်ကရေခဲတမျှတိုးတိုးလေးပြောနေတယ်လို့ပဲဆိုနီရဲ့ရှက်နေတဲ့နှလုံးသားကိုထိုးဖောက်ဝင်ရောက်သွားတယ်ဒါပေမဲ့ဆိုနီကသူရေးစားကိုအရန်ကျေးဇူးတင်နေတယ်လို့ခံစားနေရတော့ပဲသူရေးစားရဲ့ရွေးချယ်မှုဖြစ်တဲ့အတွက်သူမကိုဆက်နေဖို့ဖြောင်းဖြားဖို့အတိတ်ပဲမရှိပါဘူးချစ်ကြည်ရင်းနှီးစွာခွဲခွာသွားတာကပိုကောင်းပါတယ်ဒီထမင်းစားချိန်ဟာသူတို့ရဲ့နောက်ဆုံးညစာဖြစ်လာခဲ့ပါတယ်သူ့ရဲ့ယောက်ျားပီတာတဲ့ဂုံတိတ်ခါအတွက်ဆိုနီကဘေကိုပေးချေဖို့အတင်းအကျပ်တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့သူ့ပတ်စံအိတ်ထဲမှာပတ်စံအလုံးလောက်မရှိပါဘူး။ဆုံကသူ့ပတ်စံအိတ်ကိုထုတ်ပြီးတခြားအိတ်ကထဲကငွေတုတွေကိုထုတ်ယူခဲ့တယ်။ဒီလောက်ရက်ကသူတို့ကိုအာနာနဲ့ငွေကြေးရဲ့ရွှွန့်လွန်တဲ့ကြားရောက်စေမယ်ဆိုတာသူလုံးဝမသိခဲ့ပါဘူး။စားတော့ဆိုင်မှာငွေတုတရွက်ရခဲ့ပေမဲ့စပွဲထိုးနဲ့လဲလဲမဲ့အစားသူမကအဲ့ကျူဆောင်ကိုသွားပြီးငွေတုတွေအားလုံးကိုဝယ်ယူကရုံးခန်းကိုပြန်ပြေးသွားခဲ့ပါတယ်။သူမကငွေတုကိုငွေရှာဖွေရေးဆက်ထဲထည့်လိုက်ပေမဲ့ဆက်ကအတန်မထွက်ပါဘူးနှစ်ယောက်စလုံးလုံးဝအံ့အားသင့်သွားကြပါတယ်ငွေဆက်ကူကအတုဖြစ်ကြောင်းအတည်ပြုခဲ့ရင်အိန္ဒိယကငွေရှာဖွေရေးဆက်အားလုံးရဲ့စံတက်မှုတွေကိုအောင်မြင်နိုင်ပြီးအိန္ဒိယငွေရှာဖွေရေးစနစ်တစ်ခုလုံးကိုအသုံးမဝင်စေပါဘူးငွေတုရဲ့ချိုးရင်းချက်တွေကိုရှာဖွေဖို့အတွက်သူတို့ကမိုက်ခရိုစကုပ်အောက်မှာစစ်ဆေးခဲ့ပေမဲ့ချိုးရင်းချက်တစုံတရာကိုရှာမတွေ့ခဲ့ပါဘူးသူတို့ကအရက်နဲ့စိန်ပြီးမှတကယ်ငွေဆက်ကူလားလို့တောင်တန်တရားဝင်ခဲ့ကြတယ်အဲ့ဒီအချိန်ကျမှငွေဆက်ကူအတုရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်ခဲ့တယ်ဒါကငွေဆက်ကူအတုရဲ့လျှို့ဝှက်ချက်လို့ကျွန်တော်ထင်တယ်အဲ့ဒါဘာကိုဆိုလိုမှန်းသိလားသူတို့ကအဖွဲ့အစည်းတစ်ခုမဟုတ်ဘူးသူတို့မှာအရင်မြစ်တွေဆက်သွယ်မှုတွေမရှိဘူးသူတို့မှာငွေရှာဖွေရေးစနစ်အရေးချင်းရှိသူအများကြီးရှိတယ်၃ယောက်ပဲပါတဲ့အဖွဲ့ငယ်လေးကအိန္ဒိယရဲ့ငွေဆက်ကူအတုအတီးပြုစနစ်တစ်ခုလုံးကိုဖြိုခွင်းနိုင်ခဲ့တယ်သူတို့ရဲ့ငွေဆက်ကူအတုတွေကအရေးသွေးမြင့်မားလွန်းတာကြောင့်ဂိုင်းစတားတွေကသဘောကျပြီးအိန္ဒိယအစိုးရအရာရှိတွေတောင်သူတို့စီကနေဝယ်ယူခဲ့ကြတယ်လာမယ့်နှစ်ပတ်အတွင်းကျင်းပမဲ့လွှတ်တော်ရွေးကောက်ပွဲအတွက်သူငွေများကြီးလိုအပ်နေပြီးဆိုနီကအလုပ်ကိုချက်ချင်းလက်ခံခဲ့တယ်။ဒါပေမဲ့သူတို့ညလုံးပေါက်ငွေဆက်ကူအတူရိုက်နှိပ်နေတော့မှပဲရဲကားတစ်စီးကသူတို့ရဲ့ပုံနှိပ်ဆက်ရှိမှရက်လာတယ်။မိမိသားစုကအရင်ငွေဆက်ကူအတူဖြစ်ရက်ကိုစုံစမ်းစစ်ဆေးနေပြီးဒေတာခန်ရဲတပ်ဖွဲ့ကိုဆက်သွယ်ပြီးစားတောက်ဆိုင်နီးကပုံနှိပ်ဆက်ဆက်ရုံအားလုံးကိုရှာဖွေပေးဖို့တောင်းဆိုခဲ့တာကိုတွေ့ရှိခဲ့ရတယ်။ဒီပုံနှိပ်ဆက်ဆက်ရုံပဲကျန်တော့တယ်။ရဲကိုမြင်တော့၃ယောက်သားထိတ်လန့်သွားကြတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာရဲတွေကဦးလေးကိုတိုက်ရိုက်ဖုန်းဆက်တော့ဦးလေးကအံ့ဩစရာကောင်းလောက်အောင်ဖုန်းကင်လိုက်တယ်။ရဲတွေကဦးလေးကိုမေးမြန်းဖို့အခင်းဖြစ်ပွားရနေရာကိုချက်ချင်းလာဖို့တောင်းဆိုခဲ့တယ်။15မိနစ်အတွင်းရောက်မလာနိုင်ရင်ရဲများကတကားကိုချိုးဖျက်ဝင်ရောက်လိမ့်မည်။ဒါကိုမြင်နေတဲ့ဦးလေးကသဘောတူဖို့ကလွဲပြီးအခြားရွေးချယ်စရာမရှိတော့ပဲသူ့ညီကိုနှစ်ဦးဟာငွေတူအားလုံးကိုတင်စီထားဖို့နဲ့နောက်ဖေးတကားကနေထွက်ခွာတဲ့အခါရဲရွက်ကိုနှောက်နှေးစေဖို့ကြိုးစားမိလို့ညွှန်ကြားခဲ့တဲ့ဦးလေးကရဲရွက်နဲ့ညှိနှိုင်းနေတော့မိသားစုကဂိတ်တူဖြည်းဖြည်းချင်းကပ်လာခဲ့တဲ့ငွေတူနောက်ဆုံးအတုပ်ရိုက်နေပြီးတာနဲ့ဖီနော့ကဆိုင်ကိုချက်ချင်းပိတ်လိုက်တဲ့လျှက်စစ်တပ်အားပြတ်တောက်နေပါမဲ့မိသားစုကအတန်ချို့ကိုကြားနိုင်ခဲ့တယ်ရဲရွက်ကဦးလေးကိုစစ်ဆေးဖို့တကားကိုချက်ချင်းဖွင့်ရန်အမိတ်ပေးခဲ့တဲ့တကားဖွင့်ပြီးဝင်သွားတာနဲ့ညီကိုနှစ်ရက်ကငွေတူအားလုံးကိုနောက်ဆုံးမှဝတ်ထားခဲ့တယ်သူတို့ဝင်ရောက်စစ်ဆေးတော့လဲဘာမှမတွေ့ခဲ့ပါတနေ့တာစွန့်ပစ်ထားတဲ့ငွေတူများပါရှိတဲ့အမိုက်ပုံးကိုစစ်ဆေးရန်မိကြံခဲ့ကြောင်းတွေ့ရှိခဲ့သည်မိသားစုကအမိုက်ပုံးစီတို့ဖြည်းဖြည်းချင်းချင်းကပ်လာခဲ့တယ်သူတို့ကိုမြေđấtဆိုနီကတိတ်တဆိတ်ထွက်လာပြီးလက်ကင်တို့ကိုဆွဲကမိသားစုနောက်တို့လိုက်ဖို့ကလွဲပြီးအခြားရွေးချယ်စရာမရှိတော့ဘူးမိသားစုကငွေတုတွေကိုမြင်တာနဲ့သူကပြစ်ခတ်ရန်အတင်းဖြစ်နေခဲ့တဲ့အဲ့အချိန်မှာမိသားစုရဲ့ဖုန်းကရုတ်တရက်မြည်လာတဲ့ဆိုနီကအဲ့ဒါကိုမြင်ပြီးတိုင်တိုင်နောက်မှာပုံအောင်ကလှုပ်ဆောင်ရန်အခွင့်အရေးကိုစောင့်ဆိုင်နေခဲ့တယ်တစ်ချိန်တည်းမှာပဲသူတို့နဲ့တူလိုက်လာတဲ့ရဲရရှိတွေကလည်းဖုန်းခေါ်ဆိုမှုတစ်ခုရရှိခဲ့တယ်သူတို့ရဲ့အထက်လူကြီးကအဆင့်မြင့်အရာရှိတဦးထံမှဖုန်းခေါ်ဆိုတာကိုလက်ခံခဲ့ရပြီးသူတို့နှစ်ယောက်ကပုံနှိပ်ဆက်ရုံကိုတီးတက်စစ်ဆေးနေကြောင်းသိခဲ့ရတယ်အဲ့ဒါကိုကြားတဲ့အခါသူကဒေါသထွက်ပြီးနှစ်ယောက်စလုံးကိုချက်ချင်းရက်တက်မှုအမိတ်ပေးခဲ့တဲ့သူတို့၃ယောက်ကတည်းခက်ခဲကနေခဏတာလွတ်မြောက်ခဲ့ကြပါတယ်ဒါပေမဲ့နှုတ်ဆက်ဖို့အချိန်မရှိခဲ့ဘူးဆိုနီနဲ့ဖီနို့တို့ကငွေတူအားလုံးကိုရွှေ့ပြောင်းပြီးနောက်တစ်နေ့မှာအိန္ဒိချင်းပြည်နယ်တစ်ခုကိုမောင်းနှင်ပြီးပို့ဆောင်ပေးခဲ့ပါတယ်ဒါပေမဲ့အိန္ဒိယကဖက်ဒရယ်ပြည်အောင်စုတစ်ခုဖြစ်တာကြောင့်မို့ပြည်အောင်စုဒေသတိုင်းမှာကိုပိုင်ရဲတပ်ဖွဲ့ရှိပြီးရဲရရှိတိုင်းကလက်နက်ကင်ဆောင်ထားပါတယ်နေဆက်ဖြတ်ကျော်ပို့ဆောင်မှုကနိုင်ငံတကာပို့ဆောင်မှုထက်အန္တရာယ်နေတာမဟုတ်ဘူးဒါကပြဿနာတွေရှာနေတာထင်ရှားပါတယ်အံ့ဩစရာတော့မဟုတ်ပါဘူးသူတို့ရဲ့ကားကိုရက်တန့်ခိုင်းခဲ့တယ်သူတို့ရဲ့စာရွက်စာတမ်းတွေကိုစစ်ဆေးပြီးတဲ့နောက်ရဲတွေကသူတို့ကိုကားပေါ်ကဆင်းပြီးစစ်ဆေးဖို့တကားဖွင့်ပေးဖို့အမိန့်ပေးခဲ့ပါတယ်ရဲရရှိရဲ့တောင်းဆိုချက်အရဆိုနီကတက်တာတွေကိုဖွင့်လိုက်ပါတယ်ရဲရရှိကသူတို့ကိုလှန်ပစ်တော့မဲ့အချိန်မှာဆိုနီကအနီးနားကတက်တာတစ်လုံးကိုတမင်တကာတိုက်မိပြီးရဲရရှိရဲ့အာယုံကိုဆွဲဆောင်ခဲ့ပါတယ်ဒါပေမဲ့သူတို့ကအရက်တက်တာနှဲငယ်ကိုသာတွေ့ရှိခဲ့ပါတယ်မမျှော်လင့်ပဲဒေတာခံရဲတွေကအလွန်ထောက်ကူပြုခဲ့ပြီးသူတို့ရဲ့ပတ်စံနဲ့အရက်ပလင်း6လုံးကိုယာယီတင်စီထားရုံသာမကအကောက်ခွန်ကနေဖြတ်တန်းခွင့်ပြုခဲ့ပါတယ်တတ်မှတ်ထားတဲ့နေရာကိုငွေတုတွေကိုအောင်မြင်စွာပို့ဆောင်ပြီးနောက်နှစ်ဖက်စလုံးဟာငွေလဲလှယ်ခဲ့ကြတယ်ဒီအမိန့်ကြောင့်သူတို့ဟာတညာလေးနဲ့ချမ်းသာကြွယ်ဝလာခဲ့ပြီးယူပီတန်60ကိုအလွယ်တကူရရှိခဲ့ပါတယ်သူတို့၏လုပ်ရက်တွေကအခြားသူတယောက်ရဲ့နေမြေကိုကျူးကျော်ဝင်ရောက်လာကြောင်းသူတို့မသိခဲ့ကြဘူးရာဇဝတ်ကိုင်းတစ်ကိုင်းကညီကိုနှစ်ဦးကိုပြစ်မှတ်ထားနေပြီဖြစ်တယ်ဒါကိုဘယ်သူလုပ်တာလဲဒါကမင်းရဲ့ဟာလားငါမင်းကိုထပ်မေးနေတယ်ဘယ်သူလုပ်တာလဲငါလုပ်လိုက်တာအိန္ဒိယမှာငွေဆက်ကူတရားမှာတစ်ခုကအတုဖြစ်တယ်ဤငွေဆက်ကူအတုများသည်အလွန်ရှုပ်ထွေးလွန်းလို့တာမန်လူတွေသူတို့ကိုအစစ်အမှန်ခွဲခြားလို့မရဘူးငွေဆက်ကူရှာဖွေတဲ့ကိရိယာတောင်ခွဲခြားလို့မရဘူး
ဤငွေစက္ကူအတုတွေကိုတိုက်ဖြတ်ဖို့အိန္ဒိယအစိုးရနိုင်ငံတော်ဝန်မှရှိတဲ့ငွေစက္ကူအတည်ပြုစနစ်အားလုံးကိုအဆင့်မြင့်တင်ခဲ့ပြီးမိုဘိုင်းဖုန်းတစ်လုံးတည်းဖြင့်ငွေစက္ကူအတုများကိုအလွယ်တကူခွဲခြားသိရှိနိုင်စေခဲ့တယ်။တညထဲမှာငွေစက္ကူအတုအားလုံးကအသုံးမဝင်တော့ဘူးပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးခဲ့တာနဲ့ငွေစက္ကူအတုမှုများစွာပေါ်ပေါက်လာခဲ့ပြီးအားလုံးကမန်ဆူအမည်ရှိအမျိုးသားတဦးထံဦးတည်နေတဲ့မန်ဆူကစိုးရိမ်ပူပန်မှုတွေလွှမ်းမိုးနေခဲ့တယ်။ပြဿနာကိုကောင်းကောင်းမဖြေရှင်းနိုင်ရင်သူတို့ရဲ့ငွေစက္ကူအတုတွေကကိုယ်တောင်ထဲမှာပဲပုတ်တိုးသွားလိမ့်မယ်။လက်အောက်ငယ်သားတယောက်ကသူ့ကိုယူပြီး900တန်ငွေစက္ကူတရွက်ပေးခဲ့တယ်။မန်ဆူကငွေစက္ကူကိုငွေစက္ကူအတီးပြုဆက်ထဲသို့ထည့်လိုက်တဲ့အခါသူ့မျက်နှာမှာမယုံကြည်နိုင်တဲ့အမှုအရာပေါ်လာတဲ့ဒီငွေစက္ကူအတုကအဆင့်မြင့်တင်ထားတဲ့ငွေစက္ကူရှာဖွေစက်ကိုအလွယ်တကူကျော်ဖြတ်နိုင်ခဲ့ပါတယ်။သူ့လူတွေကိုဘယ်သူလောက်တာလဲလို့မေးတဲ့အခါငွေစက္ကူပြုလုပ်သူရဲ့အစစ်အမှန်နာမည်ကိုမသိဘဲပကြီးဆရာလို့သာပြောတယ်လို့သာပြောပါတယ်။မကြခင်မှာပဲသူတို့ဆိုနီကိုရှာတွေ့ခဲ့ပြီးကန်ဆိုးတဲ့ Finos လည်းသူတို့ထဲမှာပါဝင်ပါတယ်။မန်ဆူကသူ့ရဲ့ငွေစက္ကူအတုကိုပြပြီးအားနည်းချက်တွေကိုထောက်ပြဖို့တောင်းဆိုခဲ့တယ်။ဒါပေမဲ့ဆိုနီကပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါတယ်။မန်ဆူတော်သားထွက်မယ်လို့သူတို့ထင်ခဲ့ပေမဲ့အံ့ဩစရာကောင်းတာကမန်ဆူကလူငယ်လေးကိုသဘောကျပြီးသူတို့ဖွဲ့ထဲဝင်ဖို့ကန့်လန့်ခဲ့ပါတယ်။ဆိုနီကငွေစက္ကူအတုကိုဒီဇိုင်းဆွဲရုံပဲလိုအပ်ပြီးရိုက်နှက်ရောင်းချမှုအတွက်ငွေကြေးထောက်ပံ့ပေးမယ်လို့ပြောပါတယ်။ဆိုနီပူးပေါင်းဆောင်ရွက်ရင်သူတို့နှစ်ယောက်စလုံးအနိုင်ရမှာမဟုတ်ဘူးလို့အာမခံခဲ့ပါတယ်။သူ့ရဲ့အခြေအနေကိုမသိတဲ့ဆိုနီကမန်ဆူရဲ့ဖိတ်ကြားချက်ကိုတိုက်ရိုက်ညှင်းဆိုခဲ့တယ်။မန်ဆူအတွက်ဆိုနီကသူ့ရဲ့တိုင်ဘက်ပါ။သူ့ကိုမခေါ်ယူနိုင်ရင်သူ့ကိုလွတ်မပေးပါဘူး။မန်ဆူကသူတို့ကို3ရက်စဉ်းစားဖို့အချိန်ပေးပြီးသူ့လူတွေကိုသူတို့နှစ်ယောက်စလုံးကိုပြန်ပို့ခိုင်းခဲ့ပါတယ်။ Finos ကသူတို့ဖွဲ့ရဲ့အနေအကိုသိတဲ့အတွက်ရက်အနှဲငယ်ပုံပေါင်းတွေကိုအကြံပြုခဲ့တယ်။ဒါပေမဲ့မန်ဆူကသူတို့ကိုလွတ်မပေးဘူးဆိုတာဆိုနီသိပါတယ်။ပူပေါင်းဆောင်ရွက်မှုကသူ့ရဲ့တစ်ခုတည်းသောရွေးချယ်မှုပါဒါကတစ်သက်မှာတစ်ခါပဲရတဲ့အခွင့်အရေးပါသူတို့ဟာလမ်းပေါ်ကကြွတွေလိုပါပဲသူတို့ရဲ့ပုံမှန်ဝင်ငွေနဲ့တောင်ရှင်တန်ဖို့ခက်ခဲနေခဲ့ပါတယ်သူတို့ဟာဒီစင်းရဲသားရက်ွက်ကနေလွတ်မြောက်ချင်ကြတယ်သူတို့ဟာအကောင်းဆုံးလူပညာရှင်တွေဖြစ်ကြောင်းကဘာကြီးကိုပြောပြချင်ကြတယ်သူတို့ဘာသာသူတို့နေထိုင်ချင်ကြတယ်ရက်အနှဲငယ်အတွင်းမှာပဲသူတို့ဟာပြန်မရနိုင်တဲ့လမ်းကြောင်းကိုပြန်ဆဖို့ဆုံးဖြတ်ခဲ့ကြတယ်ဒါပေမဲ့ဒီတစ်ခါတော့ငွေစက္ကူအတုတွေကတိတ်မရိုးရှင်းတော့ပါဘူးအိန္ဒိယ2000ယူပီငွေစက္ကူအသစ်တွေကအဟောင်းတွေထက်ပိုရှုပ်ထွေးပြီးအရွယ်စား14မျိုးကျော်နဲ့ပေါက်18မျိုးကွဲပြားတာကြောင့်ငွေစက္ကူအတုလောက်တာကမဖြစ်နိုင်တဲ့လောက်ပါပဲတရုတ်တော်ဘလော့ကတယောက်နဲ့သူကိုယ်တိုင်ကလွဲရင်ပေါ့မန်ဆာဆူရဲ့စက်ရုံမှာမူရင်းငွေစက္ကူတွေနဲ့အတူတူပဲစက္ကူတွေရှိုံတာမကလုံခြုံရေးစတစ်ကာတွေနဲ့အဆင့်မြင့်ဆုံးစာလုံးပုံနှိပ်စက်တွေပါရှိပါတယ်အကြိမ်ပေါင်းများစွာစူးစမ်းမှုနဲ့တိုးတက်မှုတွေကြောင့်သူတို့ရဲ့ငွေစက္ကူအတုတွေဟာငွေစက္ကူရှာဖွေစက်ကိုနောက်ဆုံးမှာကျော်ဖြတ်နိုင်ခဲ့ပါတယ်ဆက်လက်လိုက်တဲ့အခါလိန်စက်တွေကနေငွေစက္ကူအတုတွေကိုထုတ်လုပ်ခဲ့ပါတယ်ငွေတုစက္ကူတွေကအတုမဟုတ်တော့ပဲအစစ်အမှန်ငွေစက္ကူများဖြစ်တဲ့ကပတိန်ကကွန်တိန်နာတစ်ခုလုံးကိုပင်လယ်ထဲသို့ပစ်ချပြီးနောက်ဒုတိယတစ်ခုထို့နောက်တတိယတစ်ခုကွန်တိန်နာအားလုံးပင်လယ်ကျမ်းပြင်သို့နစ်မြုပ်သွားပြီးနောက်ကုန်တင်သင်္ဘောတစ်ခုလုံးကိုတည်ငြိမ်စွာမောင်းနှင်ခဲ့ကြတယ်လူမဲ့သင်္ဘောကဆွဲလေတစင်းလိုလူစီကားတဲ့ကမ်းခြေကိုတဟုန်ထိုးဦးတည်သွားခဲ့တယ်ဘာတွေဖြစ်နေလဲဆိုတာကိုမသိရှိကြတဲ့လူအုပ်ကြီးကကုန်တင်တင်မောကန္နာနီးတွင်ရက်တန့်သွားတဲ့အထိသူတို့၏ဖုန်းတွေနဲ့တပ်ပုံဗီဒီယိုတွေကိုအယူမူရိုက်ကူးခဲ့ကြတယ်မမျှော်လင့်ထားသောအဖြစ်အပျက်ကရဲတွေရဲ့အာရုံကိုလင်းမြန်စွာဆွဲဆောင်ခဲ့တယ်ဒါပေမဲ့ရဲတွေကတင်မောပေါ်မှာဘာမှမတွေ့ခဲ့ဘူးရဲတွေစဝေးစဝါဖြစ်နေချိန်မှာဆိုနီနဲ့သူ့ရဲ့အဖွဲ့ကမောင်မိုက်ချိန်တွင်ပြန်လာခဲ့ကြတယ်သူတို့ကကွန်တိန်နာတွေမှာတခြားခြေရာခံကိရိယာတွေကိုကြိုတင်တပ်ဆင်ထားကြောင်းတွေ့ရှိခဲ့တယ်ကုန်တင်သင်္ဘောကရဲတွေကိုအာယုံလွဲနေတုန်းသူတို့ကကွန်တိန်နာအားလုံးကိုစိတ်ကမ်းကိုပြန်လည်ဆွဲယူသွားခဲ့တဲ့ထို့နောက်ငွေတုများကိုထရက်ကားဖြင့်ကိုတောင်တို့ပြန်လည်တည်ဆောင်ခဲ့ကြတဲ့ကွန်တိန်နာတွေမှာငွေတုယူပြီး120ဘီလီယံရှိတယ်သူကအိန္ဒိယရဲ့ငွေစက္ကူစစ်ဆေးရေးစက်အားလုံးကိုအလွယ်တကူဖျက်ဆီးသွားတာကြောင့်တာမန်ငွေအတုတွေမဟုတ်ဘူးသူ့ကိုခွဲခြားသိရှိဖို့တခုတည်းသောနီလန်ကမိရှုခြင်းပါရဲတွေကအဲ့ဓာတွေကိုစူပါတုငွေလို့အမည်ပြောင်းပေးခဲ့ကြတယ်အမှန်တကယ်တော့ရဲတွေကယူပီ120ဘီလီယံတန်ဖိုးရှိတဲ့ငွေတုတွေကိုပြည်ပမှအိန္ဒိယကိုပို့ဆောင်မယ်ဆိုတဲ့ယုံကြည်စိတ်ချရတဲ့သတင်းအချက်အလက်တွေရရှိထားတဲ့ငွေတုတွေကဈေးကွက်ထဲကိုဝင်ရောက်လာတာနဲ့သူတို့ကလူထုကိုမလွဲမသွေထိတ်လန့်စေပြီးတနိုင်ငံလုံးရဲ့စီးပွားရေးကိုတောင်ပြိုလဲသွားစေနိုင်တယ်။ဒါပေမဲ့ငွေတုတွေကိုဘယ်ချိန်ဘယ်နေရာမှာဒါမှမဟုတ်ဘယ်လိုတည်ယူပို့ဆောင်မယ်ဆိုတာကိုရဲတွေကမသိရှိခဲ့ပေ။ရင်းတို့ဒီနေရာတိုင်းတွင်အလွန်တတိရှိရမည်ဖြစ်ပြီးဝင်ရောက်လာနိုင်သည့်လမ်းကြောင်းအားလုံးကိုတေချာစွာစုံစမ်းစစ်ဆေးရမှာဖြစ်တဲ့အနီလန်ကထိရောက်မှုရှိကြောင်းသက်သေပြခဲ့တဲ့ရဲတွေကအခုစီးနှင်းမှုမှာငွေအတုအမြောက်များကိုတင်ဆက်ရမိခဲ့ပေမဲ့ယူပီ120ဘီလီယံနဲ့ရှင်ရင်သူကပင်လယ်ထဲကရေစက်တစ်ခုသာဖြစ်တဲ့ရဲချုပ်ကတစုံတစ်ခုကိုလစ်လျူရှုထားရမယ်ဟုခန်းစားခဲ့ရတဲ့အဲ့ချိန်မှာရဲရရှိကရှာဖွေတွေ့ရှိမှုတစ်ခုကိုပြုလုပ်ခဲ့ပုံရသည်သူကငွေစက္ကူစစ်ဆေးရေးစက်တလုံးကိုယူလာပြီးငွေတုတွေကိုထည့်လိုက်တဲ့အခါဆူရှာတဲ့အချက်ပေးတံထွက်ပေါ်လာပါတယ်ဆိုလိုတာကသူတို့တင်ဆက်ရမိတဲ့ငွေတုတွေဟာအလွန်မင်းတုတွေမဟုတ်ပါဘူးမန်ဆူကအရင်ကထုတ်လုပ်ခဲ့တဲ့တာမန်ငွေတုတွေပါဒါတွေအားလုံးကမန်ဆူရဲ့မိခိုးငွေတွေသာဖြစ်နေပါတယ်သူဟာရဲတပ်ဖွဲ့ထဲမှာလျှို့ဝှက်အေဂျင့်တယောက်ကိုထည့်သွင်းထားပြီးဖြစ်ပြီးသူ့ရဲ့အရင်ပစ္စည်းတွေကိုအိန္ဒိယကိုတည်ယူပို့ဆောင်ရေးလမ်းကြောင်းအားလုံးကိုရဲတွေကစောင့်ကြည့်နေတာကြောင့်ရဲတွေကိုတမင်တကာလှည့်စားပြီးရှုပ်ထွေးသွားအောင်လမ်းကြောင်းမျိုးမျိုးကနေတည်ယူပို့ဆောင်ခဲ့ပါတယ်အိန္ဒိယထဲကိုငွေတုတွေအောင်မြင်စွာခိုးသွင်းဖို့အတွက်သူတို့ဟာလမ်းကြောင်းအသစ်တစ်ခုရှာဖွေရပါတယ်ဆန်နီဟာအိန္ဒိယမှာဖျက်သိမ်းတော့မဲ့ကုန်တင်သင်္ဘောတစ်စင်းကိုငှားရမ်းခဲ့ပြီးငွေတုတွေအားလုံးကိုကွန်တိန်နာပြည့်3လုံးနဲ့တင်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့သင်္ဘောကအိန္ဒိယကိုရောက်တော့မဲ့အချိန်မှာပဲဖုန်းခေါ်ဆိုမှုတစ်ခုကဆန်နီကိုချက်ချင်းပြန်လှည့်ဖို့အကြောင်းကြားခဲ့ပါတယ်။အိန္ဒိယရဲတွေကစိတ်ကမ်းမှာရုတ်တရက်စစ်ဆေးမှုတွေပြုလုပ်နေတယ်ဆိုတာသိလိုက်ရပါတယ်။အခုအဲ့ဒီကိုသွားရင်ထောင်ချောက်ထဲရောက်သွားတယ်လို့ပါပဲ။သူတို့ရဲ့ခီးစဉ်ကိုဖျက်သိမ်းပြီးပြန်လာဖို့ပြင်ဆင်ခဲ့တယ်တိုးတော့ကပတိန်ကသဘောမတူခဲ့ပေ
ဘာလို့လဲဆိုတော့တင်မောကပြန်ခီးအတွက်လောင်စာစီမလုံလောက်ပဲရင်းနဲ့နေတော့ကြောင့်ကြောက်ချရန်မဖြစ်နိုင်တော့ကြောင့်ဖြစ်တယ်ထို့ကြောင့်သူတို့ဆက်လက်ထွက်ခွာခဲ့ရတယ်အားလုံးအခက်တွေ့နေချိန်မှာကပတိန်ကယူသွတ်တဲ့အကြံတစ်ခုပေါ်လာခဲ့တယ်သူတို့ကရေငုပ်ရန်နေရာတွေရှိတာမို့မွန်ပိုင်းတို့သွားရန်ဆုံးဖြတ်ခဲ့ကြတယ်သူတို့ကကွန်တိန်နေရော့ကိုပင်လယ်ထဲသို့ပစ်ချပြီးညအချိန်မှာတိတ်တဆိတ်ပြန်လည်ထုတ်ယူနိုင်လိမ့်မယ်ဒီလိုနဲ့သူတို့ကယူပြီးငွေတူ120ဘီလီယံကိုအိန္ဒိယသို့အောင်မြင်စွာခိုးသွင်းနိုင်ခဲ့တယ်သို့တော့ညီကိုနှစ်ယောက်ကအငွေတွေမကြမီပူပူနွေးနွေးဖြစ်လာလိမ့်မည်ဟုဘယ်တော့အခါမှမမျှော်လင့်ခဲ့ပါသူကထရက်ကာ၏နောက်ဘက်သို့တွားသွားပြီးဖုံးအုပ်ထားသောအဝတ်ကိုမြှောက်လိုက်သောအခါယူပြီးငွေ1ဘီလီယံတန်ငွေစက္ကူများကိုတွေ့ရှိရပြီးအိတ်ကိုဓာတ်ဖြင့်ဖောက်ဖွင့်ကထရက်ကာထဲကျန်ရှိနေသောငွေစက္ကူများကရထားတွဲကျမ်းပြင်ပေါ်တွင်ပြန့်ကျဲနေတယ်ရဲတွေရောက်ရှိလာပေမဲ့ရထားတွဲမှာဗလာဖြစ်နေတာကိုတွေ့ရှိရတယ်အမျိုးသားနှစ်ယောက်ကဆင်းလာပြီးရဲတွေရဲ့နှာခေါင်းအောက်မှထွက်ပြေးသွားကြပြီဖြစ်တယ်မြေပြင်ပေါ်မှာရှိတဲ့ငွေစက္ကူတွေကလူအုပ်ကြီးကိုဆွဲဆောင်နေပြီးသူတို့ရန်ဖြစ်နေသောငွေစက္ကူများကအတုဖြစ်ကြောင်းမသိရှိကြပေသို့တော့သူတို့ကတာမန်တုများမဟုတ်ပါငွေတုတွေကတာမန်မျက်စိနဲ့ခွဲခြား၍မရပဲငွေစက်ကူရှာဖွေသည့်ကိရိယာများမှတဆင့်ပင်ဖြစ်သွားနိုင်တယ်သူတို့ကိုခွဲခြားသိရှိရန်တခုတည်းသောနီလန်းကမိရှို့ခြင်းမှာအနီရောင်မီတောက်များဖြစ်ပေါ်စေသောငွေစက်ကူများကအတုများဖြစ်တဲ့အတုငွေစက်ကူများကယူပြီး120ဘီလီယံတန်ဖိုးရှိတဲ့မန်ဆူကသူစုဆောင်းထားတဲ့ငွေစက်ကူတွေကိုဒေါသထွက်နေသေးတယ်သို့တော့နောက်ထပ်သတင်းချက်လက်တစ်ခုကသူ့ကိုပို၍ဒေါသထွက်စေခဲ့ပြီးသူတို့ကရဲသတင်းပေးတယောက်ကိုသူတို့ရဲ့အဖွဲ့အတွင်းမှာတွေ့ရှိခဲ့တဲ့တိုးဆုပ်ခြင်းမရှိဘဲမန်ဆူကတစ္ဆာဖောက်ကိုတပ်ပစ်လိုက်တဲ့ဆွန်နီနဲ့သူ့ရဲ့အဖေကသူတို့မြင်တွေ့ရသောအရာကြောင့်လုံးဝအံ့အားသင့်သွားကြတယ်သူကဒီလောက်ရက်ဆက်ကြမ်းကြုတ်ပြီးသူ၏လက်အောက်ငယ်သားကိုမေကိုမထုတ်ပဲနှစ်ပေါင်းများစွာတည်တံ့ချမှတ်နိုင်လိမ့်မည်ဟုသူတို့မယုံနိုင်ခဲ့ကြပေသူ့အလုပ်ကိုကောင်းကောင်းမလုပ်ရင်တစ္ဆာဖောက်ရဲ့ကံကြမ္မာထက်သူ့ကံကြမ္မာကပိုကောင်းမှာမဟုတ်ဘူးဆိုတာဆိုနေသိတယ်ချက်ချင်းပြဿနာကငွေတုတွေအများကြီးဘယ်လိုရောင်းရမလဲဆိုတဲ့ကိစ္စပဲရဲတွေရဲ့အာယုံဆိုင်မှုကိုရှောင်ရှားဖို့ငွေတုတွေကိုအတုပ်လိုက်ဈေးကွက်ထဲခိုးသွင်းလာကြတယ်နီလန်ပေါင်းစုံနဲ့လမ်းကြောင်းပေါင်းစုံကိုအသုံးပြုပေမဲ့120ဘီလီယံနဲ့ရှင်ရင်ရေစက်တစ်ဆက်ပဲရှိသေးတယ်အဲ့ဒီအချိန်မှာပဲဖုန်းခေါ်ဆိုမှုတစ်ခုကဆိုနီကိုမျှော်လင့်ချက်ရောင်ကြီးတစ်ခုပေးခဲ့တယ်အိန္ဒိယပါလီမန်အမတ်တဦးကဆိုနီကိုငွေပေးငွေယူအတွက်တွေ့ဆုံဖို့ပဲတခုတည်းသောအခြေအနေနဲ့ယူပြီး1ဘီလီယံမှယူဖို့ကမ်းလှမ်းခဲ့တယ်။ဒါပေမဲ့ဒီရေးကြီးတဲ့အချိန်ခါမှာတော့ရဲတွေကငွေတုတွေကိုစုံစမ်းစစ်ဆေးနေသေးပါအခုဆိုရင်ကြီးမားတဲ့တင်ပို့မှုကသူတို့ရဲ့အာယုံဆိုင်မှုကိုအလွယ်တကူဆွဲဆောင်နိုင်ပါတယ်။တစ်ဖက်မှာမန်ဆူအတွက်အနေရရှိနေပြီးတစ်ဖက်မှာဖန်ဆီးခံရနိုင်ခြေလည်းရှိနေပါတယ်။တိုးဆုပ်ခြင်းမရှိဘဲဆိုနီဟာဒုတိယတစ်ခုကိုရွေးချယ်ခဲ့ပါတယ်။ငွေပေးငွေယူနေရရောက်တဲ့အခါဆိုနီကတာတွေအားလုံးကရဲတွေရဲ့ထောင်ချောက်တစ်ခုပဲဆိုတာတွေ့ရှိခဲ့ပါတယ်။ဒါကိုသဘောပေါက်တဲ့အချိန်မှာနောက်ကျသွားပါပြီးကားပါကင်တစ်ခုလုံးကိုရဲတွေဝိုင်းထားပါတယ်။ကံကောင်းထောက်မှစွာပဲသူဟာစိတ်ငြိမ်ငြိမ်ထားပြီးအနေရကနေလွတ်မြောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဘယ်သူမှသူတို့ရဲ့မျက်နှာကိုမမြင်ရသေးပါဘူး။သူတို့ဟာကြိုတင်ပြင်ဆင်ထားတဲ့ truck ကားတစ်စီးကိုအသုံးပြုပြီးဖုံးကွယ်ထားပေမဲ့ကားပါကင်ကနေထွက်ပြေးနေတော့ရဲတွေကတားဆီးခဲ့ပါတယ်။ဝိုင်းရံမှုကနေထွက်ပြေးလွတ်မြောက်သွားပေမဲ့သူတို့နောက်ကရဲတွေကအနီးကပ်စောင့်ကြည့်နေခဲ့ပါတယ်။ကံကောင်းထောက်မှစွာပဲနှစ်ယောက်သား truck ကားပေါ်ကငွေတုတွေကိုလိမ္မာပါနဲ့စွာဖြန့်ကျဲပြီးထွက်ပြေးခဲ့ကြပါတယ်။ငွေတုလုပ်ငန်းဟာလုံးဝပြန်မကောင်းခဲ့ပါဘူး။ငွေတုသတင်းတွေကိုရုပ်မြင်သံကြားမှာနေရာတိုင်းမှာပြန့်နှံ့နေပေမဲ့ထူးဆန်းတာကအဲ့ဒီလူနှစ်ယောက်အကြောင်းမဖော်ပြထားပါဘူး။အဲ့ဒီအစာမျက်နှာပြင်မှာမန်ဆူရဲ့နာမည်နဲ့ပြည့်နှက်နေပါတယ်။သတင်းကိုမြင်တော့မန်ဆူထိတ်လန့်သွားပါတယ်။ဆန်နီကိုဖမ်းဆီးပြီးသူ့ကိုတစ္ဆာဖောက်သွားတယ်လို့သူတန်တရားဝင်ခဲ့ပါတယ်။ဒါတွေအားလုံးကရဲတွေရဲ့အကြံစီတစ်ခုသာဖြစ်ကြောင်းထွက်ပေါ်လာခဲ့ပါတယ်။ငွေတုရဲ့နောက်ွယ်ကကျိုးကင်သူဟာမန်ဆူဖြစ်တယ်ဆိုတာသူတို့သိကြပါတယ်။သူတို့ဟာမီဒီယာကိုအသုံးပြုပြီးတက်ရောက်မှုကိုပုံမကျေပြန့်စေပြီးကျိုးကင်သူကိုဖော်ထုတ်ခဲ့ကြပါတယ်။ဒါပေမဲ့ဆန်နီကတော့သူဟာမန်ဆူအတွက်အသုံးဝင်နေစေဖြစ်ပြီးသူ့ရဲ့ဒုက္ခတွေအားလုံးကိုဖယ်ရှားပေးလိမ့်မယ်လို့မိုင်မဲစွာယုံကြည်ခဲ့ပါတယ်။သူဟာမန်ဆူရဲ့လူတွေကိုတွေ့ဆုံဖို့ဆက်သွယ်ခဲ့ပေမဲ့မန်ဆူကိုနားမလည်ခဲ့ပါဘူး။သတင်းထွက်ပေါ်လာတဲ့ကမန်ဆူဟာဒီဝင်ထုတ်ဝင်ပိုးနှစ်ခုကိုဖယ်ရှားဖို့စီစဉ်ထားခဲ့ပါတယ်။ဆိုနီနဲ့သူ့လူတွေကအရန်တီလွန်းလို့အနေရမပြုနိုင်ကြဘူး။ကြည်စမ်းလို့မန်ဆူကပြောတယ်မင်းကငါတို့အကြောင်းငါတို့ရဲ့လုပ်ငန်းငါတို့ရဲ့ကွန်ရက်ငါတို့ရဲ့ငွေကြေးမင်းသိတာအားလုံးအကြောင်းအားလုံးသိတယ်မနှက်ဖြန်ရဲတွေကမင်းကိုဖမ်းမိရင်အရန်အနေရများတယ်ငါတို့ကအဲ့ဒီအနေရကိုလက်မခံနိုင်ဘူးသူ့လူတွေကညီကိုနှစ်ယောက်ကိုမောင်းထုတ်တော့မဲ့အချိန်မှာအဝေးကနေအင်ဂျင်တန်ကြီးထွက်ပေါ်လာတယ်လှည့်ကြည့်လိုက်တော့ရက်နေရာကနေသူတို့စီကိုမော်တော်ဆိုင်ကယ်အုပ်စုကြီးပြေးလာတာကိုတွေ့လိုက်ရတယ်ဆိုလက်စီကဆိုင်ကယ်ပေါ်တက်ပြီးတငယ်ချင်းတယောက်ကိုကယ်ဆယ်ဖို့ဖုန်းခေါ်လိုက်တာနဲ့တခုခုမှားနေတယ်လို့ခံစားလိုက်ရတယ်အဲ့ဒါကြောင့်ဆိုနီနဲ့သူ့ညီကမန်ဆူရဲ့လက်ကနေလွတ်မြောက်သွားတာပါဆိုနီကမန်ဆူလို့မပေးဘူးဆိုတာတီလိုရက်အနေငယ်လောက်ထွက်ပြေးပုံအောင်မှုပြင်ဆင်နေခဲ့တယ်ဒါပေမဲ့ဖုန်းခေါ်ဆိုမှုတခုကသူတို့ရဲ့မျှော်လင့်ချက်တွေကိုဖျက်ဆီးလိုက်တယ်မင်းညကသူတို့အဖိုးရဲ့သတင်းစာရုံမီးလောင်သွားပြီးဒီနေ့မနက်အထိမီးငိမ့်မသွားဘူးဝမ်းထဲစရာကောင်းတာကသူတို့အဖိုးကမီးလောင်မှုတွေမှာတေဆုံးသွားတယ်သူတို့အဖိုးကဆိုနီရဲ့အသက်ရှင်ကျန်ရစ်တဲ့တူးလေးသောဆွေမျိုးပဲမန်ဆူဟာသူတို့ရဲ့အဖိုးကိုအသုံးပြုပြီးသူတို့ကိုချင်းချောက်ခဲ့တယ်ဘာလို့လဲဆိုတော့သူဟာအမြဲတမ်းသူတို့ရဲ့အာခီလီစ်ရဲ့ခြေဖနှောက်ဖြစ်ခဲ့တယ်အခုသူတို့ရဲ့အဖိုးအသက်ခံရပြီဆိုတော့မန်ဆူရဲ့ရင်ဘတ်ထဲကဒေါသဟာလောင်ကျွမ်းသွားခဲ့တယ်ဒီဒေါသကြောင့်အာခီလီစ်ရဲ့ခြေဖနှောက်ငိမ့်သွားတဲ့အခါမှောင်မိုက်မှုကိုထိုးဖောက်တဲ့ကြည်စံတောင်းဖြစ်လာတယ်တယောက်ယောက်ကနေနမိတ်ကိုဖျက်ကျော်သွားတာနဲ့ရက်ဆက်ချမ်းကျုပ်တဲ့ခွေးတစ်ကောင်လိုသူတို့ကိုအပိုင်းပိုင်းဆုပ်ခဲပစ်လိုက်မယ်မှောင်မိုက်ထဲကိုသူကိုယ်တိုင်ကြားရောက်ရမယ်ဆိုရင်တော့အဲ့ဒီလူဆိုးတွေကိုပြင်းပြင်းထန်ထန်ထိခိုက်အောင်အစွမ်းကုန်စူးစမ်းမှာမဟုတ်ဘူးဇလန်းလေးကိုကြိုက်နှစ်သက်ရင် like and subscribe လုပ်ခဲ့ကြပါဦးနော်